အားလုံးကိုယေရှုနာမနဲ့မင်္ဂလာပါဒီနှုတ်ကပတ်တော်ကြားတဲ့သူရောက်စီတိုင်းမှာဖခင်ကောင်းကြီးပေးပါစေနော်ဒီနေ့ပေါ့နော်ဘာကိုခွန်အားပေးခြင်းလဲဆိုရင်တော့အမှန်တရားနဲ့တမန်တရားဆိုတဲ့ခေါင်းစဉ်အောက်မှာကျွန်တော်ဝေငှပေးခြင်းပါတယ်ဖြစ်ပါတယ်ဘာကြောင့်ဒါကိုဝေငှလဲလဲဆိုကျွန်တော်ယုံကြည်သူတာသမီတွေကလေတမန်တရားကိုမလိုက်ဘဲနဲ့အမှန်တရားကိုပဲလိုက်တာများများမြင်တွေ့ရတာဖြစ်ပါတယ်ဒါမဲ့ယေရှုခရစ်တော်ကကျွန်တော်တို့ကိုတမန်တရားလိုက်ခိုင်းခြင်းတာဖြစ်တယ်ကျွန်တော်တို့လိုက်နေတာအမှန်တရားဖြစ်ပါတယ်ယေရှုခရစ်တော်ကငါတမန်တရားဖြစ်တယ်လို့ပြောတာကျွန်တော်တို့ရဲ့ဖခင်ကိုယ်တိုင်အဖေကိုယ်တိုင်ကတမန်တရားဖြစ်တော့ကြောင့်ကျွန်တော်ကိုယ်၌ကလည်းတမန်တရားပဲလိုက်ရမှာဖြစ်တယ်တမန်တရားပဲဖြစ်ရမယ်သူကိုယ်တိုင်ကတမန်တရားဖြစ်တော့ကြောင့်ကျွန်တော်တို့လည်းတမန်တရားဖြစ်ရမှာဖြစ်တယ်ဒါမဲ့ကျွန်တော်တို့ကတခါတလေတိလျက်နဲ့အမှန်တရားကိုပဲဦးစားပေးလိုက်တာမြင်တွေ့ရတာဖြစ်ပါတယ်အဲ့ဒီရဲ့ကျွန်တော်တို့လိုက်နေတဲ့အမှန်တရားကလေတမန်တရားနဲ့ပြန်တိုက်ကြည့်ပါတင်တမန်တရားနဲ့တိုက်ကြည့်လို့တင်လုံနေတဲ့အမှန်တရားကမှန်တယ်ဆိုတော့ဟုတ်ပါတယ်ဒါမဲ့အမှန်တရားကလေအမှားပဲများပါတယ်အမှန်တရားလိုက်တဲ့သူအမြဲတမ်းကလေအမှားတရားလိုက်နေတဲ့တူတယ်ကြလားအဲဆိုကျွန်တော်တို့ဒီရဲ့အမှန်တရားကလေတကယ်တမ်းဆိုရင်လေလူမြောက်ခြင်းမရှိဘူးအမှန်တရားအလန်းလွယ်ကူတယ်အယမ်းကိုလွယ်ကူတယ်အမှန်တရားကအမှန်တရားလူတိုင်းလုံနိုင်တယ်နော်စင်ရတာလည်းလုံနိုင်တယ်ချမ်းသာတဲ့လူနိုင်တယ်ပညာတက်လည်းလုံနိုင်တယ်ပညာမတက်တဲ့လူလုံနိုင်တယ်နော်လူဆိုးတွေလည်းလုံနိုင်တယ်လူမိုက်တွေလည်းလုံနိုင်တယ်လူကောင်းတွေလည်းလုံနိုင်အားလုံးလုံနိုင်တယ်အမှန်တရားဘာဖြစ်ဆိုအယမ်းလွယ်လို့သူများကိုယ့်ပေါ်မှာကောင်းမှကိုသူများပေါ်မှာကောင်းမှလေကိုယ်ကူညီဘူးမှကိုကူညီမယ်လေကိုသူဒုက္ခရောက်ကိုအခက်ခဲဖြစ်တဲ့ချိန်မှာကိုကူညီဘူးမှသူအခက်ခဲဖြစ်တဲ့ချိန်ကိုကူညီမယ်လေနော်အမှန်တရားဆိုတာလေအဲဆိုကိုယ့်ပေါ်မှာကောင်းမှကိုသူ့ပေါ်မှာကောင်းမှကိုယ့်ပေါ်မှာမကောင်းရင်ကိုမကြည့်ရှုနိုင်ဘူးဒါအမှန်တရားအဲဆိုတော့သူများကိုပြုံးပြမှကိုပြုံးပြနိုင်မှာဖြစ်တယ်သူများကိုမပြုံးပြရင်ကိုမပြုံးပြနိုင်ဘူးဒါကအမှန်တရားပဲအဲဒါပဲအမှန်တရားလူတိုင်းလုံနိုင်တယ်ကျွန်တော်လည်းလုံနိုင်တယ်လူတိုင်းလို့ဒါလွယ်တော့အဲဆိုတော့ကိုမုန်းတဲ့လူကိုပြန်မုန်းတာရောကိုချစ်တဲ့လူကိုပြန်ချစ်တာရောကိုချစ်တဲ့လူကိုချစ်နိုင်တာပေါ့ကိုမုန်းတဲ့လူကိုမချစ်နိုင်ဘူးလေဟုတ်တယ်မလားအဲဆိုအမှန်တရားကလူတိုင်းလုံနိုင်တယ်ဒါပေမဲ့အဲ့ဒီလူတိုင်းလုံနိုင်တဲ့ဟာကိုယေရှုခရစ်တော်မလုပ်ခိုင်းဘူးကျွန်တော်တို့ကိုအမှန်တရားမလုပ်ခိုင်းဘူးတမန်တရားပဲလုပ်ခိုင်းတာဖြစ်ပါတယ်နော်အမှန်တရားထဲမှာဆိုရင်ကျွန်တော်တို့ဒီအယောင်းဝယ်ပါစကျွန်တော်တို့စီးပွားရေးနယ်ပယ်မှာဒီအလားအားလုံးတွေကကျွန်တော်တို့အမှန်တရားတွေမှာပဲလိုက်ပြီးမှလှုပ်ဆောင်နေကြတာတွေ့ရတာဖြစ်တယ်အဲဆိုတော့ကျွန်တော်မြင်ဘူးတဲ့အရာတစ်ခုဆိုရင်တစ်ခုမဟုတ်ပါဘူးမြင်လဲမြင်ဘူးတယ်ကြားလဲကြားဘူးတာပေါ့နော်ကျွန်တော်တို့ဆိုရင်နော်ကိုတကယ်အခက်ခဲဖြစ်တဲ့အခါမှာကိုတကယ်အခက်ခဲဖြစ်တဲ့အခါမှာကိုဒုက္ခတကယ်ရောက်တဲ့အခါမှာကိုတကယ်အစီမပြေတဲ့အခါမှာပစ္စည်းတစ်ခုကိုတွားရောင်းကြည့်ပါကိုအတိမိတ်ဆွေတွေကပဲဖြစ်ဖြစ်ကိုတူငယ်ချင်းတွေကပဲဖြစ်ဖြစ်နော်ကိုရဲ့ရွှေမျိုးတွေကပဲဖြစ်ဖြစ်ကိုမိတ်ဆွေတွေကဖြစ်ဖြစ်ပစ္စည်းတစ်ခုကိုတွားရောင်းလိုက်ရင်ကိုဒုက္ခအခက်ခဲတကယ်ရောက်လို့တကယ်ငွေကြီးလိုအပ်နေတဲ့အခါမှာတည်ရရှင်ရေးကြုံလာတဲ့အခါမှာဒုက္ခအခက်ခဲနဲ့ကြုံလာတဲ့အခါမှာအဲ့ဒီပစ္စည်းတစ်ခုကိုဈေးတိုင်းမပြီးတော့သူ့ရဲ့ဈေးတိုင်းမပြီးတော့တဝက်ဈေးပဲပြီးတော့မှာအဲ့ဆိုရင်ကြိုက်တာရောင်းမကြိုက်ကိုကအဲ့ချိန်မှာဖြစ်လေရောင်းကိုရောင်းရတော့မှာဖြစ်တယ်မရောင်းရင်မကိုကလိုအပ်နေတဲ့လူဆိုတော့လေအဲ့ဆိုတော့ဝယ်တဲ့လူကလည်းဒီပစ္စည်းတစ်ခုကိုဝယ်ဖို့အတွက်ဆိုရင်ဒီလိုအဆင်ပြေနေတဲ့ဂျားထဲမှာသူသွားမဝယ်ဘူးအဲ့ဆိုတော့သူအဆင်ပြေတဲ့ခါမှာတက်ဝယ်ဒီပစ္စည်းရပါဖြစ်လေဈေးတန်တယ်လေဥမာ10သိန်းလောက်တန်တယ်အဲ့ဆိုတော့မဝယ်ဘူးဘာဖြစ်လဲသူဘိုင်းနာတဲ့ချိန်ဆောက်သူအခက်ခဲဖြစ်တဲ့ချိန်သူငွေကြီးလုံးရတယ်သူဒုက္ခရောက်တဲ့ချိန်ဆောက်တကယ်ဒုက္ခအခက်ခဲရောက်လာပြီလားအဲ့လူတယောက်ကတကယ်ဒုက္ခအကျက်တဲ့တကယ်ငွေကြီးပိုင်းလူပြီလားဆိုသူပစ္စည်းဘာလို့လဲနှိမ်ပြီးဝယ်လိုက်တယ်ဈေးတစ်ဝက်နဲ့ပဲဝယ်လိုက်တယ်ကြိုက်ရင်ရောက်မကြိုက်မရောက်နဲ့အဲ့ဆိုမရောက်ချင်ပဲလေရောင်းရတော့မှလေငွေကြီးလူအပ်တယ်ဆိုတော့အဲ့ဆိုတော့ကျွန်တော်တို့လေတချို့တွေဒါမျိုးတွေလိုက်တာမြင်တွေ့ရတယ်အဲ့ဝယ်ရတဲ့လူကပေါ်ချောင်ကောင်းနဲ့ဝယ်ရတယ်လို့အယမ်းဝမ်းတာတယ်သူမိတ်ဆွေလို့ပြောပြတယ်ဒါအောင်ငါပေါ်ချောင်ကောင်းနဲ့ရလိုက်တယ်ဝမ်းတာကြတယ်လူအနေနဲ့တော့မှန်ပါတယ်အမှန်တရားဒါပေမဲ့ဖယားတခင်အယမ်းဆက်ဆုပ်ယွန်ရှာမုန်းပါတယ်သူများအခက်ခဲဒုက္ခရောက်တဲ့ချိန်ကမှသူများပစ္စည်းကိုဘာဖြစ်လဲပေါ်ချောင်ကောင်းနဲ့ဘာဖြစ်လဲသူများဘိုက်နာအခက်ခဲကြားရောက်တဲ့အခါမှာဘာဖြစ်လဲပေါ်ချောင်ကောင်းနဲ့စောင့်ဝယ်တာဖြစ်တယ်အဲ့တော့ရေနစ်တည်လူကို
မဆယ်တဲ့ပူပြင်ဝါနဲ့ပြန်ထူးခြားတဲ့ပုံစံမျိုးဖြစ်တယ်ဒါဖျားသားတမီတွေလောက်ရမယ်အလုပ်မဟုတ်ပါဘူးကျွန်တော်ယုံကြည်သူမှလည်းအဲ့လိုလောက်တာအများကြီးတွေ့ရတာဖြစ်တယ်အဲ့ဆိုတော့အဲ့ဖျားသခင်တကယ်ဆက်ဆုံးယုံရှာဖွယ်တဲ့အရာဖြစ်တယ်အဲ့ကြောင့်ဖျားသခင်ကျွန်တော်တို့တမန်တရားလိုက်ခိုင်းနေတာဖြစ်ပါတယ်အဲ့ဆိုတော့ကျွန်တော်တို့တမန်တရားထဲမှာဒီရှင်ယောဟန်ခန်းကြီး14အပိုက်ငယ်6မှာယေရှုကငါလမ်းခီးဖြစ်တယ်နော်တမန်တရားဖြစ်တယ်အတက်လည်းဖြစ်တယ်ငါ့ကိုအမိမပြုရင်ဘယ်သူမှခမဲတော်ထံမတွားရဘူးလို့ပြောထားတာဖြစ်တယ်မှန်ပါတယ်ယေရှုကဘာဖြစ်လဲလမ်းခီးဖြစ်တယ်နော်ရန်ကုန်နဲ့မန္တလေးသွားတဲ့လမ်းတော့မဟုတ်ဘူးကောင်းကင်နိုင်ငံတော်တွားတဲ့လမ်းဖြစ်ပါတယ်အဲ့ဒီကောင်းကင်နိုင်ငံတော်တွားရဖို့အတွက်ကလမ်းခီးရသူဖြစ်တယ်သူ့ကိုအမိပြုမှပဲကောင်းကင်နိုင်ငံတော်တွားလို့ရမှာဖြစ်ပါတယ်ဥပမာတစ်ခုနဲ့ပြောမယ်ဆိုရင်ကျွန်တော်ရန်ကုန်နဲ့မန္တလေးသွားမယ်နော်ကျွန်တော်တို့ခြေချင်တွားလို့မရောက်နိုင်ဘူးအဲ့တော့ကျွန်တော်ကားတော်၎င်းဆိုင်ကယ်တော်၎င်းယထာတော်၎င်းကားတော်၎င်းအမိပြုမှကျွန်တော်တို့တွားရမှာဖြစ်ပါတယ်သွားမှပဲကျွန်တော်တို့လူရခရီးကိုရောက်ရှိမှာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့ထိုနီးတူစွာကျွန်တော်တို့ကောင်းကင်နိုင်ငံတော်သွားဖို့လေကိုနီကိုဟန်ကိုသွားလို့မရဘူးလန်ကီဒီယူတော်ခရစ်တော်ကိုအမိပြုမှတာလင်ကျွန်တော်တို့အဲ့ဒီကောင်းကင်ဆိုတဲ့နေရာကိုခမဲတော်ထံကိုရောက်ရှိမှာဖြစ်ပါတယ်အဲဒါဒုတိယအနေနဲ့ဆိုရင်ယေရှုကငါကတမန်တရားဖြစ်တယ်လို့ပြောတာဖြစ်တယ်ဟုတ်ပါတယ်ယေရှုခရစ်ကငါကအမှန်တရားဖြစ်တယ်လို့သူမပြောထားဘူးသူကတမန်တရားဖြစ်တယ်အဲကြောင့်မို့သူ့ရဲ့သားသမီးတွေကလည်းသူကတမန်တရားဖြစ်တော့ကြောင့်သူ့သားသမီးတွေလည်းတမန်တရားပဲဖြစ်ရမယ်တမန်တရားပဲလိုက်လျှောက်ရမှာဖြစ်တယ်ဒါပေမဲ့ယနေ့ကျွန်တော်တို့ကခရစ်တော်ရဲ့သားသမီးတမန်တရားရဲ့သားသမီးပြောပြီးမှအမှန်တရားတွေနဲ့ကျွန်တော်တို့ခါတိမှုတွေအမှန်တရားတွေနဲ့ကျွန်တော်တို့လိုက်နေတာတွေ့ရတာဖြစ်တယ်အဲ့ဒါတွေမလိုက်ပဲတဲ့ကိုယ့်အဖေတော်တမန်တရားဖြစ်မှတော့ကိုယ်လည်းတမန်တရားပဲရွေးချယ်ပြီးလိုက်ရမှာဖြစ်ပါတယ်နော်ခုနကျွန်တော်ရှင်းပြပြီးတမန်တရားဆိုတာသူများကိုယ့်ပေါ်မှာကောင်းမှမကောင်းမှမဟုတ်ပါဘူးသူတစ်ပါးပေါ်ကအမြဲတမ်းကောင်းဖို့ကြံစီနေရမှာဖြစ်ပါတယ်နော်သူတစ်ပါးမကောင်းသူတစ်ပါးအပြက်တဘောဖြစ်မဲ့အရာဒုက္ခရောက်မဲ့အရာတွေမကြံစီပါနဲ့ကိုယ်စင်ပြေဖို့ပဲမဟုတ်ပါဘူးနော်သူတစ်ပါးကိုယ့်ပေါ်မှာကောင်းမှသူတစ်ပါးကိုယ့်ပေါ်မှာကြည့်ရှုလာမှကိုကြည့်ရှုမယ်ကိုကောင်းမယ်အဲ့လိုတဘောမဟုတ်ပါဘူးအဲ့ဆိုရင်ကိုကအမှန်တရားလိုက်တယ်ဆိုရင် तू ကောင်းမှကိုကောင်းတယ် तू ငရဲသွားရင်ကိုလည်းလိုက်ရတာဖြစ်ပါတယ်အဲကြောင့်မို့ခရစ်တော်အဲ့အမျိုးမဖြစ်လေအောင်တမန်တရားကိုကျွန်တော်လိုက်တမန်တရားဆိုတာက तू ကကောင်းပြတာမဟုတ်ပါဘူးအမြဲတမ်းတမန်တရားနဲ့ဖရားထဲမှာတူတဘောပေါ်မှာအပြုတဘောနဲ့အမြဲတမ်းကောင်းတဲ့စိတ်တဘောကိုကြံစီနေခြင်းဖြစ်တယ်တကွက်ပဲကောင်းတာမဟုတ်ပါဘူးအကွက်တိုင်းကောင်းနေတာဖြစ်ပါတယ်တမန်တရားလိုက်တယ်လို့အမှန်တရားတကယ်လိုက်တဲ့လူက तू ကဘာဖြစ်လဲ तू အဲ့ဒီအမှန်တရားကိုရရှိဖို့အတွက်ဖော်ထုတ်နိုင်ဖို့အလို့ငါ तू ဘာလုပ်ရမလဲဆိုရင် तू ကဘာဖြစ်လဲကောင်းပြရတာဖြစ်ပါတယ်အဲ့တကွက်မှာကောင်းပြတဲ့လူကလူကောင်းမဟုတ်ပါဘူးဟန်ဆောင်ပြီးကောင်းပြနေတာဖြစ်ပါတယ်ဘာဖြစ်လဲ तू လူတဲ့ခရီး तू ရချင်တဲ့ဟာမရသေးလို့ तू လူရခရီးကိုရောက်မယ် तू ရချင်တာရလာမယ်ဆိုရင် तू မကောင်းတော့ဘူးဘာဖြစ်လဲလိုအပ်အဲ့ဒီဂျားထဲမှာလိုအပ်တဲ့အရာလေးရှိလို့တာဘာဖြစ်လဲအဲ့တကွက်လေး तू ကဘာဖြစ်လဲကောင်းပြတယ်အဲ့တော့ကောင်းပြတဲ့လူတိုင်းကလူကောင်းမဟုတ်ဘူးဆိုတာကျွန်တော်တခါတည်းပြောပြချင်တာဖြစ်ပါတယ်ကောင်းတဲ့လူကအဲ့လိုမကောင်းပြပါဘူးအမြဲတမ်းသူ့နှလုံးသားထဲမှာကောင်းတဲ့စိတ်တော်ဓာတ်တမန်တရားရှိနေတာဖြစ်တယ်ဆိုတာနားလည်ခိုင်းစေချင်ပါတယ်အဲကြောင့်မို့ကျွန်တော်ဒီမှာရှိတဲ့ညိုကခရစ်တော်ကိုယ်တိုင်တမန်တရားဖြစ်တော့ကြောင့်ကျွန်တော်တို့ကိုယ်၌လည်းတမန်တရားမှာအသက်ရှင်ဖို့ဖြစ်ပါတယ်အမှန်တရားနဲ့တမန်တရားကိုလည်းပိုင်းခြားနိုင်ဖို့အင်မတန်အရေးကြီးပါတယ်အဲဆိုတတိယအနေနဲ့ခရစ်တော်ကဘာဖြစ်လဲငါကအသက်ဖြစ်တယ်တဲ့ဟုတ်ပါတယ်ကျွန်တော်တို့အခုအသက်ရှင်နေတဲ့အသက်ကိုလည်းခရစ်တော်ပဲပေးထားယေရှုခရစ်တော်ဘုရားသခင်ပဲပေးထားတာဖြစ်တယ်ထာဝရအသက်လည်းသူပဲပေးပိုင်တာသူပဲပေးထားတာဖြစ်တယ်အဲကြောင့်မို့ထာဝရအသက်ကိုလည်းသူပဲပေးနိုင်တာဖြစ်တော့ကြောင့်သူ့ကိုပဲကိုးစားရမှာဖြစ်တယ်ဆိုတာဒီမှာရှိတဲ့ညီကိုမောင်နှမကိုပြောပြချင်တာဖြစ်တယ်အဲကြောင့်မို့အမှန်တရားနဲ့တမန်တရားကိုပိုင်းခြားပြီးမှကျွန်တော်တို့ကတမန်တရားရဲ့ဓာတ်သမီးတွေဖြစ်တော့ကြောင့်တမန်တရားကိုပဲဦးစားပေးလိုက်ရမယ်ဆိုတာဒီနှုတ်ကပတ်တော်အိမ်များတော့တိုးနဲ့ခွန်အားပေးချင်ပါတယ်အရောက်တိုင်းဖျားကောင်းကြီးပေးပါစေ